23နှစ်ရွာမှာတလကို300ရအောင်စူးစမ်းနေတဲ့ Challenge Day 3မနေ့ကတော့ဒီတလအတွင်းဘယ်လောက်ကိုဦးစားပေးသွားမလဲဆိုတာပြောပြခဲ့ပါတယ်ဒီနေ့ကတော့အဲ့ဒီ planet ထဲကအဓိကဝင်ငွေလမ်းကြောင်းတွေကိုတစ်ခုချင်းစီစပြီးကျွန်တော်အကောင့်ထဲပေါ်နေပြီအမှန်တိုင်းပြောရမယ်ဆိုရင်တော့ဒီ challenge မှာကျွန်တော်3ညကနေစနေတာမဟုတ်ဘူးလက်ရှိကျွန်တော်မှာ One Star Digital Marketing Agency ရှိတယ် Content Creation ဝင်ငွေရနေပြီးသား platform တွေကလည်းရှိတာပေါ့နော်ပြီးတော့ကိုယ်တိုင်ထောက်ထားတဲ့ product brand တွေကလည်းရှိနေပြီးသားလည်းဖြစ်တာပေါ့နော်အဲ့ဒီတော့ဒီတလားမှာကျွန်တော်လှုပ်ချင်တာကတော့ဒီအတစ်တစ်ခုကို3ညကနေစနေတာတော့မဟုတ်ဘူးပေါ့နော်ရှိနေပြီးသားလုပ်ငန်းတွေကိုဒီထက်ကြီးလာအောင်စကဲလုပ်ဖို့ပါပဲဒီနေ့ကျွန်တော်အဓိကအာရုံစိုက်နေတဲ့အပိုင်း3ခုတော့ရှိတာပေါ့နော်ပထမတစ်ခုကတော့ One Star Digital Marketing Agency ပါဒီလုပ်ငန်းကလက်ရှိကျွန်တော်ရဲ့အဓိကဝင်ငွေလမ်းကြောင်းတစ်ခုလည်းဖြစ်တယ်ဒါကြောင့်ဒီလအတွင်း service order တွေပို့ရဖို့ client တွေကိုပိုကောင်းလာအောင် handle လုပ်နိုင်ဖို့ပြီးတော့တင်းနဲ့လှုပ်တဲ့ system တွေကိုပိုကောင်းလာအောင်ပြင်ပြီးတော့စီစဉ်နေပါတယ်ဒုတိယတစ်ခုကတော့ဒီ content creation အပိုင်းပေါ့နော်ဒါပေမဲ့ကျွန်တော်ပြောတဲ့ content creation အပိုင်းကတော့ကင်မရာရှစ်ထွားပြီးကိုမျက်နှာပြောတဲ့ video ပုံစံတော့မဟုတ်ဘူးအတန်သွင်းပြီး documentary ပုံစံနဲ့ဖန်တီးတဲ့ content တွေပေါ့နော်လက်ရှိကျွန်တော်မှာ follower တသန်းရှိနေပြီးသား Facebook page 3ခုတော့ရှိတယ် subscriber တသိန်းဝန်းကျင် YouTube channel account တစ်ခုလည်းရှိတယ် follower 2သိန်းဝန်းကျင် TikTok account တစ်ခုလည်းရှိတယ်ဒီ platform တွေအကုန်လုံးတော့ဝင်ငွေရနေပြီးသား account တွေဖြစ်တော့ပေါ့နော်အထူးသဖြင့် Facebook page ကဆိုရင်လည်း monetization ရနေပြီးသားလည်းဖြစ်တယ် TikTok account ကဆိုရင်လည်း monetization ရနေပြီးသား account လည်းဖြစ်တယ် YouTube ကဆိုရင်လည်း YouTube monetization ရနေပြီးသား account တွေလည်းဖြစ်တော့ပေါ့နော်ဒီ platform 3ခုစလုံးမှာတရက်ကို video စုစုပေါင်း6ပုတ်နေနဲ့တင်လို့ဆုံးဖြတ်ထားတာပေါ့နော်အဲ့ဒီတော့တလဆိုရင် video ရေတွက်ကတော့180လောက်ထိတော့ထွက်လာလိမ့်မယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်အနေနဲ့က video အရေအတွက်ကိုပဲမကြည့်ပါဘူးဘယ် topic ကပြူကောင်းလဲဘယ် video ကတော့ watching time ပိုကောင်းလဲဘယ် content ပုံစံကဝင်ငွေပို့ပြီးတော့ဖန်တီးပေးနိုင်မလဲဆိုတာကိုအဲ့ဟာကိုအဓိကကြည့်ပြီးတော့လောက်သွားလိမ့်မယ်ပေါ့နော်တတိယတစ်ခုကတော့လက်ရှိကျွန်တော်ကိုယ်တိုင်ထောက်ထားတဲ့ product brand တစ်ခုလည်းဖြစ်တော့ပေါ့နော်ဒီဟာကဆိုရင်တော့လက်ရှိပေါ့နော်ဘယ်သူမှလည်းမသိနေကြသေးဘူးပေါ့နော်ဒီဟာကတော့ကျွန်တော်ရဲ့ secret လည်းဖြစ်တော့ပေါ့နော်ဘယ်သူမှလည်းကျွန်တော်မချပြရသေးဘူးပေါ့နော်ဒါပေမဲ့ဒီဟာကတော့ဒီ service business လိုမျိုးပုံစံတော့မဟုတ်ဘူးပေါ့နော်ကိုယ်တိုင် product ထုတ်ပြီး customer တွေကိုရောင်းရတဲ့အပြင်လောက business တစ်ခုလိုမျိုးပုံစံပေါ့နော်ဒီဟာတွေကတော့ဒီလက်ရှိကျွန်တော်မှာကျတော့ဒီဆိုင်ခန်းနေနဲ့လုံးဝကတော့မရှိသေးဘူး online ကနေပဲရောင်းတာပေါ့နော်အဲ့ဒီတော့လက်ရှိကျွန်တော်ထောက်ထားတဲ့ product တွေကဆိုရင်လည်းဒီလမှာတော်တော်လေးတော့ရောင်းအားတော့ကောင်းနေတော့မယ်ပေါ့နော်တရက်ကိုပုံမှန်ဒီ customer တွေကတော့ဒီအနည်းဆုံး2ယောက်5ယောက်လောက်ထိရတာပေါ့နော်ဒါပေမဲ့ဒီတလားမှာကိုယ့်ရဲ့ product တွေကိုရောင်းအားတိုးလာအောင်ဘယ်လိုမျိုးပုံစံလုပ်ရမလဲ customer တွေကတော့ကိုယ့်ရဲ့ product တွေကိုဘယ်လိုမျိုးပုံစံအကြိုက်ဖြစ်အောင်လုပ်ရမလဲဆိုတာကိုတော့အဲ့ဒီဘာတွေကိုကျွန်တော်တည်တဲ့ချက်ချာနေနဲ့လုပ်မလို့ဆုံးဖြတ်ထားတာပေါ့နော်ဒါကြောင့်လက်ရှိမှာတော့ service business ကတော့ဝင်ငွေမြန်တော့ရနိုင်တယ် content creation ကတော့ရေရှည်မှာဝင်ငွေဖန်တီးပေးနိုင်တယ်product brand ကတော့ကိုယ်နာမည်နဲ့ပိုင်ဆိုင်မှုတစ်ခုကိုတည်ဆောက်ပေးနိုင်တယ်ဒါကြောင့်ဒီ challenge မှာကျွန်တော်ငွေရှာရုံတစ်ခုတည်းတော့မဟုတ်ဘူး service content creation နဲ့ product brand 3မျိုးစလုံးကိုတပြိုင်တည်းဘယ်လောက်ထိကြီးထွားလုပ်နိုင်မလဲဆိုတာကိုစမ်းသပ်နေတာပါဒီ3ခုထဲကဘယ်ပိုင်းက target ပို့ပြီးတော့ထိရောက်မလဲဘယ်ပိုင်းကမျှော်မှန်းထားတဲ့လောက်မရဘူးလဲဆိုတာကိုတော့ဒီတလားအတွက်လက်တွေ့လုပ်ရင်တူတူစောင့်ကြည့်ကြတာပေါ့နော်ကျွန်တော်တော့ထက်မြောင်ပါနောက် challenge တွေမှာပြင်ပြီးတော့တွေ့ကြပါမယ်